stock ဈေးကွက်ကလည်းစံချိန်တင်တက်နေတယ်။ရွှေဈေးကလည်းအပြိုင်အဆိုင်ထိုးတက်နေတယ်။ပုံမှန်ဆိုရင်ဒီနှစ်ခုကစန့်ကျင်ဘက်လမ်းကြောင်းမှာရှိနေရမှာပါ။ဒါပေမဲ့အခုကဘာလို့ဒီလိုဖြစ်နေရတာ။ဘာကြောင့်ဝါရင်ရင်းနှီးမြုပ်နှံသူတွေက stock တွေကိုကြောခိုင်းပြီးတော့မှရွှေဘက်ကိုအလူအယံပြေးနေကြတာလေ။ဒီနေ့ဗီဒီယိုလေးမှာဒါကိုအတူတူဖြေရှာကြည့်ကြရအောင်။နံပါတ်1ကတော့ market paradox အပေါ်ယံကြည့်မယ်ဆိုလို့ရှိရင် stock ဈေးကွက်ကအားကောင်းနေတယ်လို့ပါပဲဒါပေမဲ့ကိန်းကနန်းတွေကိုတေချာကြည့်မယ်ဆိုလို့ရှိရင်တော့အံ့ဩစရာတစ်ခုကိုတွေ့ရပါလိမ့်မယ်ပြီးခဲ့တဲ့9နှစ်အတွင်းမှာ S&P 500က 88% တက်ခဲ့တဲ့အချိန်မှာရွှေဈေးနှုန်းကတော့180%အထိခုန်တက်သွားခဲ့ပါတယ်ဆိုလိုတာကရွှေနဲ့ရှင်လိုက်ရင် stock တွေရဲ့တန်ဖိုးကတကယ်တမ်းမှာကျဆင်းနေတာပါနံပါတ်2ကတော့ falling dollars ဒေါ်လာတန်ဖိုးကျဆင်းလာတာဒီပြဿနာရဲ့အရင်းမြစ်က fiat currency လို့ခေါ်တဲ့အစိုးရထုတ်ငွေစက္ကူတွေပါပဲ1982ခုနှစ်မှာဒေါ်လာကိုရွှေနဲ့ချိတ်ဆက်ထားတဲ့စနစ်ကိုဖျက်သိမ်းလိုက်ကြတဲ့အစိုးရတွေကငွေတွေကိုအကန့်အသတ်မရှိရိုက်ထုတ်လာနိုင်ခဲ့ကြတယ်ဒေါ်လာကိုကြိုက်တဲ့လောက်ရိုက်ထုတ်လို့ရပါမယ်ကျွယ်ဝချမ်းသာမှုကတော့တကယ်တော့ရိုက်ထုတ်လို့မရပါဘူးအဲ့တော့ငွေတွေအစမတန်ရိုက်ထုတ်လေတင့်လက်ထဲကငွေကြေးတန်ဖိုးကကျဆင်းလေပါတမိုင်းရဲ့တတိပေးတန်ကဘာဖြစ်လာလဲဆိုရင်ဒီလိုအခြေအနေမျိုးကအခုမှဖြစ်တာမဟုတ်ဘဲနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်1930ကမ္ဘာစီးပွားပြက်ကတ်1980ငွေကြေးဖောင်းပွားမှုကြီး2008ဘဏ္ဍာရေးအကျပ်အတင်းနဲ့2020ကိုဗစ်ကပ်ရောဂါကာလတွေမှာရွှေက stock ဈေးကွက်ထပ်အမြဲတမ်းအသာစီးရခဲ့ပါတယ်အခုလည်းတမိုင်းကတပတ်ပြန်လဲဖို့ပြင်နေပြီလားဆိုတာကတော့စဉ်းစားစရာပါပဲအဲ့ဒီတော့ဘသူတွေကရွှေတွေဝယ်နေကြတာလဲအခုအချိန်မှာရွှေကိုအဓိကဝယ်နေတဲ့အင်အားကြီးအုပ်စု3ခုရှိပါတယ်နံပါတ်1ကတော့ဗဟိုဘဏ်တွေတရုတ်တွေပိုလန်တူရကီလိုနိုင်ငံတွေကသူတို့ကဒေါ်လာကိုရှော့ချပြီးတော့မှရွှေကိုအရန်ငွေအဖြစ်စုဆောင်းနေကြပါတယ်ဒီ dollarization နောက်နံပါတ်2ကတော့နိုင်ငံပိုင်ရန်ပုံငွေအဖွဲ့တွေနိုင်ငံကြီးတွေရဲ့ကြီးမားတဲ့ယင်းနှိမ့်မြုပ်နှံမှုအဖွဲ့တွေပေါ့နံပါတ်3ကတော့ဘီလီယံနာတထေးကြီးတွေရေးဒါလီယိုလိုမျိုးဝါရင့်ရင်းနှီးမြုပ်နှံတဲ့သူတွေကလည်းသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်ကိုရွှေကိုအားကိုးနေကြပါတယ်အဲ့ဒီတော့အနာဂတ်အတွက်ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ကျမတို့က diversify လုံးမသာမှန်ပါလိမ့်မယ် diversify လုပ်တယ်ဆိုတာလေဒီနေရာမှာမတူညီတဲ့ stock အမျိုးအစားတွေခွဲဝေတာမျိုးမဟုတ်ဘဲနဲ့တကယ် diversification ဆိုတာ stock ဈေးကွက်မှာလည်းရင်းနှီးမြုပ်နှံမယ်အိမ်ချမ်းမြေမှာလည်းတည်ငြိမ်မှုအတွက်ရင်းနှီးမြုပ်နှံမယ်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေကာကွယ်ဖို့အတွက်လည်း protection အနေနဲ့ရွှေမှာရင်းနှီးမြုပ်နှံမယ်တစ်ချိန်တည်းမှာပဲစိတ်ဝင်စားတယ်နားလည်တယ်ဆိုလို့ရှိရင်လည်းအခွင့်အလမ်းအသစ်တွေအတွက် crypto မှာနည်းအပါရင်းနှီးမြုပ်နှံမယ်ဒီလိုမတူညီတဲ့ပိုင်ဆိုင်မှုတွေကိုမျှတအောင်စုဆောင်းထားမှသာဘလို့စီးပွားရေးမုံတိုင်းမျိုးပဲလာကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့ငွေစက်ကူတွေကိုကန့်အသတ်မရှိရိုက်ထုတ်နေတဲ့ဒီနေ့ခေတ်စီးပွားရေးစနစ်ကြီးထဲမှာကျမတို့တို့တကယ်တန်ဖိုးအစစ်အမှန်ကဘာဖြစ်မလဲစက်ကူတွေလားဒါမှမဟုတ်ရွှေလိုမျိုးခိုင်မာတဲ့ပိုင်ဆိုင်မှုတွေလားအဖြေကတော့ကျမတို့ရဲ့လက်ထဲမှာပဲရှိနေပါပါအားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင်